အရာရာစားခြင်းနဲ့ဒီရှာတစ်ချောင်းအလိုနောက်ကိုလိုက်ကြက်သားမှာဝက်သားမှာအမဲသားမှာအသားမပိုင်တော့ကြက်ဦးလေးတော့ကြော်လိုက်စမ်းပါလို့အသက်နဲ့တက်တော်ရတယ်ဟောဒီရှာတစ်ချောင်းအလိုလောပါကကျမတို့ကအရာရာအပူဆောင်ဖတ်ချင်ကြပြီတဲ့မောင်မားလာတဲ့အချက်နဲ့ဆိုတော့တကယ်ကိုမကြောက်တတ်ကြတော့လားဒီခေတ်လူအခုတို့လောက်ရမှာကိုတကယ်မကြောက်ကြရင်တော့လေအပယ်ရောက်တော့မှာတော့မသိလေနဲ့ကိုလူတို့ရေနောက်ကြကိုမရှင်းတတ်တာပဲတရားအလန့်ရှိကကံတရားခံစားကြတာသာလောက်ကြတယ်ဘသူကခိုင်းတာလဲကျမတို့ဗုဒ္ဓကဟာငင်းချမ်းခိုင်ဖခင်ကမကောင်းတာတွေခိုင်းနေတာလားလို့တော့တလွဲမတွေးနဲ့ကျမတို့ကိုယ်ွယ်တာကဗုဒ္ဓရှင်ဗုဒ္ဓရဲ့လမ်းစဉ်ကဖန်ဆင်းရှင်မဟုတ်ဘူးဟထလောင်းဖြစ်စေဆိုတဲ့ဖန်တီးရှင်မဟုတ်ဘူးဗုဒ္ဓကလမ်းညွန်သူတတ်ပဲသူတတ်နိုင်ပါတဲ့ကောင်းတာလို့ရင်ကောင်း